မိုးကုတ်က villa customer လေးတွေကလေတော်တော်များများဖုန်းလိုက်မရကြဘူးပေါ့နော်အဲ့ကြတော့ဘယ်မှာဝယ်ရမှာမှမသိဘူးဖြစ်နေကြတဲ့အတွက်မျိုးလို့ကပေါ့နော်ဒီဗီဒီယိုထဲမှာဝယ်လို့ရမယ်ဆက်သွယ်လို့ရမယ်အကောင့်လေးကိုပြပေးထားပါမယ်နော်သူမှဆိုလို့ရှိရင် TikTok လည်းသုံးတယ် Viber လည်းသုံးတယ်ဖုန်းကတော့လုံးဝဖုန်းလိုက်မရတဲ့အတွက်ဆက်လို့မရပါဘူးနော်ဒါတော့မိုးကုတ်ကိုစလဲစီကိုပို့ရမယ် day night နဲ့ဇိုင်းဖြူစပြလေးကြီးပါနော်ဒါလေးဆိုသူမှားထားတာတော်တော်ကိုကြာပြီအခုမှလူကြုံရှိလို့ဆိုပြီးတော့ပစ္စည်းထည့်ပေးရတာပေါ့နော်ဇိုင်းဖြူလေးကတော့မျိုးလို့စီမှာက store လုံးဝပြတ်သွားပါပြီမရှိတော့ပါဘူးနော် day အသေးကြီးလည်းလုံးဝမရှိတော့ပါဘူးဒါတွေကသူအရင်ကြိုမှာထားတဲ့ပစ္စည်းတွေမူလို့ပါနော် night cream ဆိုလို့ရှိရင် night အသေးရှိပါအောင်မယ်ဒါတော့သူစမ်းဆိုးကြည့်ချင်တယ်ဆိုလို့နှကန်းဒီတစ်ချောင်းကိုပေါ့နော်သူအကြိုက်ဆုံးကလာလေးတစ်ချောင်းရွေးပြီးတော့မှာထားတယ်တခြားပစ္စည်းတွေ scrap တွေ watchan set တွေတခြားပစ္စည်းတွေအကုန် stock ရှိပါတယ်နော်သူစီမှာလေမိုးကုတ်ကိုစလဲလေးဆိုလို့ရှိရင်သူဖုန်းလိုင်းသာမရတာမစိုးဘူးရောင်းရတယ်လို့ပြောရမယ်ပေါ့နော်သူမှဆိုလို့ရှိရင်အရင်ပထမတစ်ခေါက်မှာထားတာလေးရှိမယ်ဒါကကြတော့ဒုတိယတစ်သုတ်မှာတာပေါ့နော်အဲ့ဘက်မှာကျတော့အဲ့ဘက်ရေလီမီယာကျတော့တင်းတိတ်ဖြစ်တဲ့သူများတယ်ပေါ့နော်ဒီဘက်နဲ့မတူဘူးဒီဘက်ပိုင်းရသူတွေကကျတော့ဝက်ချံပေါက်တဲ့သူတွေတော်တော်များတယ်ပေါ့နော်အဲ့ဘက်ကလူတွေကကျတော့ဝက်ချံပေါက်တဲ့အသားရည်ထဲသူတို့ကကျတော့အမဲဆက်မဲကြောက်တင်းတိတ်တီထွက်တာများတဲ့အတွက်ဒီ night ဒီကိုရောင်းရပါတယ်နော်မူကုတ်မှာမှာလို့ရပါပြီရှင်